တဲ့ fight တစ်ခုပဲကြည့်ရမှာ Federal ရရှိထားတဲ့အချိန်ဒီမှာ first တဲ့ fight လေးပြန်ရနိုင်မှာသူတို့အနေနဲ့အဆင်ပြေမှာပေါ့ Medina တွဲလုံးလေးနဲ့က election တော့ကျွန်တော်ဒါပြန်ပြီး broken wall ကျူးပင်းနေတော့နေရများအိုးပြန်လိုက်ပြီးတော့မမကျိုးတဲ့အောက်မှာတော့ပြန်လွဲသွားတယ်ဗျာ Sandy နေတော့ကျွန်တော် chaos သုံးခုလိုက်ကြည့်နေတဲ့အနေထားမှာတော့ Kylie အတွက် space က freely ပဲ fan execution မှာ retreat တင်လေရအောင်ယူသွားနေပဲ AOG ပြန် fall line နဲ့ TLBA တသိန်းလုံးနောက်ကိုပြန် fall ပြီဗျာဒီကတော့ဒီတက်ပေါ်ကနေချင်းနေတူဆိုတာရတဲ့ကောင်သွေးလိုက်ပြီးတော့ short မှာဆိုနေတာဘာရောက်နေထားပဲ leveling face တွေတော့ပြပြီးဆင်းလာတယ်ဒီမှာလဲ TV final club ဘာညာရှိမယ် Sun 4 piece ပြန်လို့ရတဲ့ထားလုံးလေးတော့ရှိပြီဒါလေးစောင်းတော့ကြည့်အောင်နောက်မှလည်း KB ပြန်ပြီး spray နေရတဲ့တစ်ခုမှာတော့ကျွန်တော်နောက် shot ပဲ snap ကိုကျိုးစားနေတဲ့ TV ပိတ်မိနေကြ final club တစ်မျိုးချိန်ထားသေးတဲ့နောက်မှာတတူတော့နောက် shot ဆိုပဲပြင်လည်ပြီးတော့ပဲနောက် Kaliki ပြန်ရတယ်ဗျနောက်မှလည်း TV တစ်မျိုးကြာသွားတဲ့တော့ Crotus တွေပြန်သုံးလာနေတယ်ပဲ Flat TV ကောင်မှာတက်ပြီးတော့ရှိလာတယ်နောက်လည်း triangle တက်ပြီးရတဲ့အချိန်တွေပါလေ Stadia မင်းတို့ပြောပြီးနေတဲ့ energy ရှိနေတဲ့တောင်းနေတဲ့ SMG သူပြန်ပြီးတော့ပဲ forward လာခဲ့တဲ့ character ကိုတော့ Sun 4ပြန်ကထားတဲ့နောက် PS damage ပြီးတဲ့ຢာတွေကအသိမစောရတာများနေပြီဒါပေမဲ့ Falcon PH နဲ့ဒီပွဲတွေမှာထုံးလာသလောက်အရာတော့အစင်တော့ပြည်နေသေးတယ် downland strike မှာထွက်ပေးထားသေးတယ်ဗျာ Kylie အနေနဲ့တော့ပြန်တော့ကြည်တိုင်းနေပြီ Sun 4ကတော့ Kylie only light တော့နောက်ထားသေးတယ် AOG နောက်မှာတော့ stand ပေးထားတယ် Kylie only ပဲ spare ပေးတာ damage ပေးတာဝိုင်းပြတဲ့ Appraiser 1တော့မထောင်းလိုက်ရဘူးဗျာဒီကောက်တက်တယ်မှာလည်း TLBH ပြန်လည်းရရှိသွားနေတယ် few အနေနဲ့ပြန်ချသွားနေတယ် Hero Kit တိုးတဲ့၄កောင် white out ဖို့ပါ Falcon PH အနေနဲ့ပဲတန်းပေးလိုက်ရပြီဗျာ TV နဲ့ Grand ကြောင့်ပြီးတော့ဆော့မဲ့ပွဲစဉ်တစ်ပွဲပေါ့နော်ကျွန်တော် Kylie အနေနဲ့ဘာမှတော့အများကြီးတော့လုပ်လို့တော့မရဘူးနောက်မှ channel သေးရဲ့အနေထားနောက်မှလည်း cycle eagle တက်ပြီးတော့ pit ပေါ့နောက်ရှော့ပေးထားသေးရဲ့နောက်မှလည်းကျွန်တော် EOG တက်ပြီးတော့လိုက်လာသေးရဲ့နောက်မှာတော့ alias တင်းနေကြမှာ Appraiser 1ပြန်ခဲ့ပြီပဲလေ damage ကဘယ်လိုမှတော့လောက်မနေဘူးဗျ Flat TV တက်ပြီးတော့ down သွားခဲ့ရတဲ့အနေထားတစ်ခုမှာဒီပွဲတွေမှာကာဒိုကာချမိန်သွားတယ်ပြီးတော့ကျွန်တော်ဒီ alias ယူတယ်အဲ့ဒီຢာတွေကကျွန်တော် area ရော effect control မှာ4ယောက်5ယောက်သွားပြီးတော့ပြီးတယ်ပြီးတော့ကျွန်တော်ဒီယူရတဲ့အပိုင်းတွေ objective control ရတဲ့အပိုင်းတွေမှာ TLBH ကအဓိကစော်ကစားတယ်အခုလည်း off နဲ့သွားဖမ်းပြန်နေဗျာနောက်တော့ကျွန်တော် JB ကပ်ပေးနိုင်တယ်ပဲ OH ပေးနေ smartphone fishing dash ကြီးအောက်မှာတော့နောက်အခုတော့ Falcon PH နဲ့ပြန်ပြီးတော့စုပ်ကွာနေရတယ်ပဲ TLBH နဲ့ရိုင်းမတိုးတော့ဘူးဗျနောက်လာမယ့်ချိန်တစ်ခုတည်းတော့သူတို့ပြန်ဆောက်ပါအောင်ပဲဟောမှာပြန်ကြည့်ရအောင် Aries ကတော့ဒီမိုင်းလေးလို item တွေမှာတွေ့ပြီးတော့ပြလာတယ်လောတော့ရှိပါပဲကောင်းကောင်းပါလာပြီးတော့ဖြစ်ရှိပြီးတော့ကျိုးစားနေနောက်မှလည်း AOG လိုမျိုး atmosphere တွေပြန်ပြီးပေးရသေးတဲ့နောက်မှာတော့ GP အနေတော့များတယ်တောင်းလျှောက်ပဲ GP ပြန်ကြရကြ final creation ပြန်ပြီးသုံးထားသေးတဲ့နောက်မှာတောင်းလျှောက်ဆိုလို့ Flat TV ပြန်ကြခဲ့ပြီလေစัจပြန်ပေးခဲ့ရတယ်ဆိုတော့ချက်လို့ကြောက်မလို့ပေးရဲ့ Mega Tower ကိုတော့ပြန်ပြီးတော့သုံးထားသေးတယ်ဒါပေမဲ့ပေါ်မှာရှိနေတဲ့ Crave ကိုတော့တောင်းလျှောက်ပဲ TV အားကိုပြီးတော့တာဝါယူဖို့တော့ကြိုးစားတယ်သိတော့မလို့ကြာသုံးလို့စီပါလေးပြီးသားသေး product တွေပါပြန်လာမလားအောက်မှာလည်းဒီ Mega Tower ကိုပြန်ကောင်းရှိနေသေးရဲ့အနေထားတော့ဒီချိန်မှာထားတဲ့3ချိန်လုံးနဲ့ချိန်ပေါ်လာခဲ့တဲ့အချိန်တွေတော့ Falcon PH နဲ့ zone control ရ position တွေပိုင်းမှာဘလို့မှအသာစီးမရနေသေးဘူး smartphone dash ရောက်မှာ Kylie ကိုတောက်ချောက်ဖို့ဆွေးတိုင်း off နဲ့ AOG ပြန်ကာတိုင်းနဲ့ပဲပြန်ဝင်လာ Appraiser ဝတ်ထောင်းတိုင်းတော့မှာတော့ Kylie စကြရဗျာ fly ပြီးတိုင်းပဲ back line control ဒီပါပြေးအိတ်နေ sandy damage အောင်မှာတော့ Ruby DD ရဲ့ကွက်နဲ့ပဲ super marco pressure ပေးတိုင်းနဲ့ပဲဂျန်နီရဲ့ own man ကောင်တော့ fallen lap နေတဲ့ Kylie အနေနဲ့တော့ကျွန်တော်ပြန်တော့ကြည့်နေပါသေးတယ် Hero Kit နှစ်ကောင်တော့ဒီချိန်မှာ Falcon PH နဲ့ပြန်ပေးလိုက်ရတယ်ဗျာဒီပါအောင်လည်း Mega Tower ကတော့ကာဖို့အတွက်နိုင်ငယ်လေးတော့ခသွားခဲ့တယ်နေရာလုံးလေးပြင်ပြီးတော့ကြားခဲ့ရတဲ့အနေထားနေမှာလည်းတောက်လျှောက်ပဲဒီရတွေပြီးတော့လုံနေ Final Creation သုံးလုံးလေးပြင်ပြီးတော့ပိုင်းထားသေး Final Flat ပြင်ပြီးတော့ဂျိုင်ထားသေးတဲ့နောက်မှာ Flat TV ပြန်ကြတော့များမှာ Cycle Eagle တက်ပြီးတော့တိုက်ထားသေးတဲ့နောက်မှာ Protest တွေနောက်လျှောက်3နေနဲ့ပဲဘာမာကိုတော့တက်ပြီးတော့တောင်းသွားခဲ့ပြီဗျာ Tower Only ရိုက်ချင်နေခဲ့တဲ့ရိုက်ချက်တွေကြားထဲမှာ Flat TV မှာတောက်လျှောက်တောင်းနေနဲ့ပဲပြင်ပြီးထွက်လာတဲ့အနေထားမှာတော့ကာဖို့ဆိုတာတော်လေးတော့မလွယ်တော့ဘူးဗျာတောက်လျှောက်ဆို Anti-Russian ထောင်းနေတောင်းနေချီတက်ပြီးသားနေနဲ့ပဲဒီ game number 2ကိုပါ TLBH ရိုက်ချိုးနေနဲ့ပဲဒီနေ့မှာတော့တောက်လျှောက်ဆိုလိုပဲ2-0ဆိုတဲ့ရလဒ်တစ်ခုကိုတော့ပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်